Hello အခုကတော့ Magic Moment Studio သွားနေဖြစ်ပါတယ်တပ်ပုံရိုက်လေးချိန်ထားတာပေါ့နော်ဒီနေ့ကတော့ကျွန်တော်လိပ်စာကတော့ကျွန်တော်လမ်းမတော်အလေ block 15လမ်းမှာရှိပါတယ်ခင်ဗျာဒါကတော့ဒီနေ့ရဲ့ season 2လည်းဖြစ်တဲ့ photographer လည်းဖြစ်တဲ့မောင်လေးမွန်မြတ်ကိုဖြစ်ပါတယ်ဒီနေ့ photoshoot ရဲ့ makeup artist ကတော့ Lady Way ဖြစ်ပါတယ် Lady Way နဲ့ Lady Way ရဲ့ team နေပေါ့နော်ကျွန်တော်တို့ stylist မောင်လေးကတော့ Adrian J ဖြစ်ပါတယ်ပြီးတော့ retouch ကတော့ရင်းမိခန့်ပေါ့နော်ကျွန်တော်ပုံလေးတွေရလို့ရှိရင်လည်းတင်ပေးပါခင်ဗျာကျွန်တော်ရဲ့ post တွေရောလीဒီခံပြီးတော့ကြည့်ပေးပါခင်ဗျာstylist ကလည်းပြောပြပါတယ်ဒါပေမဲ့ဘယ်လိုမှမမျက်လုံးကြီးကပြူးပြဲသွားလိုက်မယ်ဘယ်လိုနည်းနည်းတောင်းကြီးနေပေါ့နော်ဆိုတော့နည်းရအောင်လို့စူးစမ်းပြီးတော့လုပ်ခဲ့ပါတယ်အဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ